ဒုတိယမေကွန်ကနော်ကျွန်တော်တို့ကဒီမိုကရေစီနိုင်ငံကိုသွားတယ်လက်ရှိ2008ဖွဲ့စည်းပုံတွေကစတက်အခန်းကဏ္ဍသွားမယ်ဆိုရင်တော့ကျွန်တော်တို့သိတယ်နားတယ်ကျွန်တော်တို့ရောက်ရှိနေတဲ့နိုင်ငံတွေရဲ့ဒီမိုကရေစီစနစ်နဲ့ခြားစီပဲနော်ကျွန်တော်စိတ်ထဲမှာဆိုတာဒီမိုကရေစီမှာဟုတ်ရလားလို့ကျွန်တော်ထင်မိတယ်နော်အဲ့တော့မင်းတို့ကအမာပြည်အမေရိကန်ရဲ့ policy တွေပဲမင်းတို့ကကြိုက်တယ်လို့ပြောရင်လေပြောလို့ရတယ်ကျွန်တော်တို့သိတဲ့နားလေတွေကဒီမှာသိတာနားလေတာအောင်နော်ဒါပေမဲ့ကိုယ်နိုင်ငံကိုအထိုက်လျောက်တော့ပြုပြင်ပြောင်းလဲကောင်းပြောင်းရမယ်ဒါပေမဲ့အခြေခံအားဖြင့်တော့ပြောင်းဖို့တော့လိုတယ်လို့တော့ကျွန်တော်ထင်တယ်အဲ့တော့အခြေခံမဲ့ဘာတွေပြောင်းတင်လဲဆိုတော့လည်းပြောပြီးပြီနည်းနည်းလေးဒီချက်နည်းနည်းလေးတိတိကျကျတစ်ခုပြောလိုက်ရအောင်အဓိကကနော်ဒီမိုကရေစီနိုင်ငံတွေမှာရှိတဲ့စစ်တပ်ကလူထုကဖွဲ့စည်းတဲ့စစ်တပ်နော်အမေရိကန်စစ်တပ်ပဲထားပါတော့အမေရိကန်စစ်တပ်ကလွှတ်တော်ကမူဝါဒနဲ့ချပြီးတော့ဖွဲ့စည်းတဲ့စစ်တပ်ကျွန်တော်တို့ဗမာပြည်စစ်တပ်နဲ့မတူဘူးဗမာပြည်စစ်တပ်ဆိုတာအစင်အဆက်ဒီခုနပြောသလိုပေါ့အကောင်လုံးစစ်တပ်ကပဲသူ့သဘောနဲ့သူ့စစ်တပ် policy တွေချသူ့သဘောနဲ့သူလူတွေခေါ်သူ့သဘောနဲ့မူဝါဒတွေရိုက်သွင်းအဲ့လိုလှုပ်လာတဲ့စစ်တပ်နဲ့ကျွန်တော်တို့လူထုကဖွဲ့စည်းစစ်တပ်နဲ့အများကြီးကွာတယ်အဲ့တော့ဒီနေ့ဒီချိန်မှာလွှတ်တော်ပေါ်လာပြီဒီလွှတ်တော်ကကျွန်တော်တို့ကပြည့်စုံတဲ့လွှတ်တော်ဖြစ်မယ်ဒါပေမဲ့ဗမာပြည်မှာတကယ်ပြည်သူ့တပ်မတော်တခုတကယ်ဖြစ်စေချင်တယ်ဆိုရင်ဒီလွှတ်တော်ကဒီကိစ္စတွေအများကြီးဆောင်ရွက်ရမယ်နော်အနာဂတ်ဗမာနိုင်ငံရဲ့စစ်တပ်ကိုဒီလွှတ်တော်တွေမှာအများကြီးတာဝန်ရှိတယ်ဘယ်လိုဖွဲ့စည်းမလဲနော်ကျွန်တော်ပြီးခဲ့တဲ့အစဉ်လာတိုင်းကိုစစ်တပ်ကဖွဲ့စည်းမယ်စစ်တပ်ကပဲသူကြိုက်တဲ့ policy တွေဖွဲ့စည်းတဲ့စစ်တပ်မျိုးမဟုတ်လို့မရတော့ဘူးဒါကျွန်တော်ဒီမိုကရက်နိုင်ငံမှာရှိတဲ့စစ်တပ်ဖွဲ့စည်းပုံကိုအများကြီးအတူယူရလိမ့်မယ်နော်လူထုကဖွဲ့စည်းတဲ့စစ်တပ်လူထုကိုယ်တိုင်လက်ခံတဲ့စစ်တပ်အဲ့လိုဖြစ်လာလူထုအလုပ်ကျွေးပြုတဲ့စစ်တပ်ပေါ့နော်တာမတော်ကြီးပေါ့နော်ဒီမှာဖွဲ့စည်းပုံချောင်းဦးတယ်ဘာပြင်ရမလဲပြောမှဆိုရင်ကျွန်တော်တို့အကုန်လုံးပြင်ရမှာဟုတ်တယ်အရေးရှိမှာသူတို့ကိုယ်တိုင်ကကျွန်တော်တို့လူထုနဲ့ပြန်လဲသိမြတ်ကျင်တယ်လူထုစစ်တပ်လုပ်မှဆိုရင်လူထုကိုယ်တိုင်ဖွဲ့စည်းလာလွှတ်တော်တွေချပေးတဲ့မူဝါဒအတိုင်းတမတော်ကိုဖွဲ့စည်းသွားမှကျွန်တော်တို့ဗမာနိုင်ငံအနာဂတ်ကောင်းလိမ့်မယ်ကျွန်တော်မြင်တယ်ဟုတ်ပြီကျေးဇူးပါပဲကဲကိုမျိုးမြင့်ရောကဲတမတော်သားဟောင်းကြီးဟုတ်ကွာအခုဗမာပြည်မှာတော်များများပြောတယ်ပေါ့ဗမာပြည်နိုင်ငံရေးပြောင်းလဲမှာစစ်တပ်ရဲ့အခန်းကဏ္ဍအတိမမပြုတ်လို့မရဘူးပေါ့အဲ့ဒါဗမာပြည်တပြည်တော့ကွက်ဖြစ်နေတာမဟုတ်ဘူးကွယ်အမျိုးသားလွတ်မြောက်ရေးကိုလိုနီဖြစ်ခဲ့တဲ့အတိုင်းပြည်တိုင်းအမျိုးသားလွတ်မြောက်ရေးကြိုးပမ်းတဲ့အခါမှာတက်နဲ့ကင်ပြီးတော့လောက်ခဲ့ရတာတွေရှိတယ်တက်မပါဘဲနဲ့တနည်းပြောရင်လက်နဲ့နီးမပါဘဲနဲ့ကြိုးပမ်းခဲ့တဲ့နိုင်ငံတွေကတက်မတော်နဲ့တက်နဲ့လွတ်လိုက်အမျိုးသားလွတ်မြောက်ရေးကြိုးပမ်းခဲ့တဲ့နိုင်ငံတွေကဟိုဟာတွေနဲ့တက်မတော်တွေတော့မတူဘူးလွတ်လိုက်ရပြီးတဲ့အခါမှာပေါ့နော်ဆိုတော့ဟိုဘက်မှာသူတို့ကဒီတက်ကနေပြီးတော့လွတ်လိုက်ရေးအတွက်ကိုတိုက်ခဲ့တာဖြစ်တော့လွတ်လိုက်ရေးရပြီးသွားတဲ့အခါမှာတက်ကနိုင်ငံရေးဩဇာအကြီးကြီးဖြစ်လာအဲ့ဒါရှောင်လို့မရဘူးဟုတ်ကဲ့နော်အဲ့တော့ဗမာတက်မတော်တခုတော့ကွက်ပြီးပြောနေတာဖြစ်နေတာမဟုတ်ဘူးကျွန်တော်ဆိုလိုတာကနော်ဒါဒီလိုပုံစံဖြတ်တန်းခဲ့တဲ့တမိုင်းပေါ်ထွန်းလာတယ်ဒီလိုတက်မတော်တိုင်းဒီလိုဖြစ်တာပဲအဲ့ဒီလိုဖြစ်ရလို့ကျွန်တော်တို့ကလက်ခံရမယ်လို့ဆိုလိုတာမဟုတ်ဘူးဆိုတော့ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်လွတ်လိုက်ရေးရသွားတဲ့အခါမှာတက်ကနေထွက်လာတဲ့နိုင်ငံရေးတော့သူဝင်တယ်ပေါ့နော်ဟိုဘက်ခင်မှာ तू ကတက်ကောင်းဆောင်စစ်ကောင်းဆောင်ဘက်ကနေဒီဘက်ကိုနိုင်ငံရေးကောင်းဆောင်ဖြစ်ပြောင်းတာပေါ့ဒါပေမဲ့တစုံတရာတက်ကြောင်မလို့အမျိုးသားလွတ်မြောက်ရေးတော့ပဲဖြစ်ဖြစ်သုံးဖို့စစ်ကြီးတွေကြောင့်ပဲဖြစ်ဖြစ်ပေါ့ဥပမာဆိုပါတော့ကွယ်အမေရိကန်မှာစစ်ကြီးပြီးသွားတဲ့အချိန်မှာအိုင်ဆန်ဟောဝါသမ္မတတက်ဖြစ်တယ်ကာဝိုင်ဦးစီးချုပ်ကနေပြီးတော့ဆိုလိုတာကနော်ကျွန်တော်ပြောတာကတက်ကိုပြုပြင်ပြောင်းလဲလုပ်မယ်ဆိုရင်အရင်ဆုံးဒီတက်ကအရသာအစိုးရပေါ့လူလူရွေးချယ်ထားတဲ့အစိုးရပေါ့ဘယ်လောက်နာခံမှုရှိတယ်လဲဥပမာတိုင်းပြည်နဲ့ခြီးပြီးတော့ပြဿနာမျိုးကြီးတွေတခြားနိုင်ငံတွေနဲ့ခြီးပြီးတော့စစ်ကမ္ဘာနဲ့ခြီးပြီးပြဿနာမျိုးကြီးတွေမှာအမေရိကန်ပြည်တော်စုမှာသမ္မတစစ်တင်တာပဋိပဲတိုင်းပြည်နဲ့ခြီးပြီးဖြစ်တဲ့ကိစ္စပေါ့နော်စစ်တင်တာပဋိပဲဆိုတော့အဲ့ဒီဥစ္စာကိုတက်ထဲကဘယ်လောက်ထိလက်ခံနိုင်မလဲ constitution မှာအဲ့ဒါကိုဘယ်လောက်ထိလက်ခံနိုင်အောင်ပြဋ္ဌာန်းပေးမလဲပေါ့နော်ဆိုတော့ကျွန်တော်အမြင်မှာတော့ကိုယ်လွတ်တော်တွေကနေကျွန်တော်တို့ကပြောင်းတာလဲပြောင်းရမှာပဲဒါဥပဒေရပြောင်းဒါနဲ့ကျွန်တော်တို့ကအတွေးခေါ်ရပြောင်းရေးကိစ္စဖြစ်မှသာဥပဒေဆိုတာပြောင်းတာအဲ့တော့တက်ထဲကိုကျွန်တော်ဘယ်လောက်ထိဒီမိုကရေစီတက်တွန်းဒီမိုကရေစီကျင့်သုံးမှုတွေတက်သားတွေတက်မှုတက်သားတွေရဲ့ education တွေဘယ်လောက်ကျွန်တော်တို့ educate လုပ်နိုင်မလဲပေါ့နော်ကြာတော့ကြာမယ်တိုင်းနဲ့လုပ်ရမှာကိစ္စဒါခုချိန်တွေကပြိုးသွားမှာပေါ့နော်ကိုမျိုးမြင့်ပြောတဲ့ထက်မှာတက်ကအယက်သားပေါ့တနည်းအားဖြင့်နိုင်ငံသားနိုင်ငံရေးဥဆောင်မှုဘယ်လောက်ခံယူမလဲဆိုရင်တစ်ဖက်ကလည်းကျွန်တော်ပြန်တွက်ကြည့်တာနော်အရေးချင်းပြည့်တယ်အကြီးသွေးပြည့်တယ်နိုင်ငံရေးသမားတွေဥဆောင်မှုနေရာမှာရှိဖို့လေလိုတယ်ဗျသိကြတာပေါ့နော်အဲ့ဒါဥဆောင်မှုမရှိဘူးဆိုရင်လည်းတက်ကနာခံခြင်းမှမဟုတ်ဘူးဆိုတော့ဒါကျွန်တော်တို့နှစ်ဖက်လုံးမှာတာဝန်ရှိတယ်လို့ကျွန်တော်တို့အဲ့လိုမြင်တယ်ပေါ့နော်ကောင်းတော့ဟုတ်ကဲ့ဆရာဟုတ်ကဲ့ဆရာရဲ့အယူဆလေးလည်းကြားအောင်ဆရာဟုတ်ကဲ့ဆရာကခုနဟိုပနာမပြောထားတာရှိပါတယ်တိကျတဲ့ဟလာစီမင်းတွေများစစ်ဥတွေများထောက်ပြနိုင်မလားပေါ့လေဆိုတော့ကျွန်တော်တခုထောက်ပြခြင်းတယ်ဒါနမူနာပါဟုတ်ကဲ့ဒီ constitution တစ်ခုလုံးကပြောင်းရမယ်ဆိုတော့ကျွန်တော်တို့အခုမြည်ကြီးလက်ခံမလွဲကျွန်တော်တို့ဒီအခုစကားပြောဝိုင်းရနေပြီးတော့လက်ခံထားကြပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ပြည်သူလူထုကလည်းပဲဒါကိုထောက်ခံကြမှာပါဟုတ်ကဲ့ဆိုတော့ခုနဆရာပြောတဲ့အတိုင်းပေါ့ဗျာဒီတိကျတဲ့ဥပဒေလေးများထောက်ပြနိုင်မလားဆိုလို့ရှိရင်တခုကျွန်တော်ထောက်ပြခြင်းတယ်ဆိုကြပါစို့ဥ
ဥပဒေအမှတ်30မြင်းဆောင်2010နော်အဲ့ဒါ2011ခုနှစ်ဇန်နဝါရီ29ရက်နေ့ကထုတ်ပြန်ချက်ဟုတ်ကဲ့အဲ့ဒါဘာလဲဆိုရင်တမတော်ကာကွယ်ဦးစီးချုပ်ကတင်ပြချက်အရအထူးရန်ပုံငွေကိုတဲ့နှစ်စဉ်လိုအပ်သောငွေပမာဏကိုနိုင်ငံတော်သမ္မတရဲ့သဘောတူညီချက်ဖြည့်ဆည်းပေးရမယ်ဘတ်ဂျက်ကိုဟုတ်ကဲ့အဲ့မှာဘလောက်များမိုက်ရိုင်းလိုက်တယ်လဲဆိုရင်အဲ့ရန်ပုံငွေအားတဲ့မေးမြန်းစရာလည်းမလိုဘူးတဲ့တင်ပြစရာလည်းမလိုဘူးတဲ့စေးစစ်ဆေးစရာလည်းမလိုဘူးတဲ့ဘလောက်များစရာရဲ့ဆိုးလိုက်တယ်လေတမတော်ရဲ့ဘတ်ဂျက်ကိုသမ္မတကဟိုကာကွယ်ဦးစီးချုပ်ကတင်လာတယ်သမ္မတ BM အဲ့ဒါကိုလည်းကြီးညာစရာမလိုကြီးညာစရာမလိုသူတို့လုံချင်တယ်လုံပဲဗျာဟုတ်လားအဲ့ငွေကိုဒီငွေကဘာနာငွေပဲဗျာဒါဥပမာတစ်ခုပေါ့နော်ဒါဥပမာတစ်ခုနောက်တစ်ခုကျွန်တော်ထုတ်ပြအောင်မယ်ဆရာဒီကျောင်းမှာကျွန်တော်တို့ကျောင်းသူကျောင်းသား9000ကျော်ရှိပါတယ်9သန်းကျော်5 million ကျော်တယ်ပေါ့ဗျာအဲ့ကျောင်းမှာဒီကျောင်းပေါင်းက4800ရှိတယ်ဗျာဒါပညာရေးဝန်ကြီးကိုယ်တိုင်ထုတ်ပြန်ချက်တော့ဒီစရိတ်စကားတွေပညာရေးစရိတ်စကားတွေကိုပေးလိုက်တာဘယ်လောက်ရှိတော့အမျိုးသားဝင်ငွေရဲ့4.69 4.69ဟုတ်ပြီဒါပေမဲ့စစ်ဘက်ကကာကွယ်ရေးဌာန3ပိုင်ခွင့်က21.73ဆိုတော့ခုနရန်ပုံငွေချပေးတာရယ်သုံးစွဲတာရယ်နဲ့ပဲတိုင်းပြည်ကပြာဖြစ်လောက်ပြီဗျဆိုတော့အဲ့ဒါမျိုးတွေပေါ့ဒါငကိုဆရာလေးကဘတ်ဂျက်ခွဲဝေပြီပေါ့နော်နောက်ဆုံးတစ်ခုပြောချင်တာခုနကဟိုတင်းပေါ့ဥပဒေပြုရေးအာဏာဥပဒေပြုရေးအာဏာမှာလဲကျွန်တော်တို့လွှတ်တော်ထဲမှာဘယ်သူတွေရှိလဲစစ်တပ်ကကောင်တွေကြီးပဲဖြစ်နေ25ရာခိုင်နှုန်းဟုတ်လားပဲပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဆိုတော့လည်းပဲဒီကြံ့ဖို့ကတက်လာတဲ့ကောင်တွေကြီးပဲနော်အဲ့တော့ဒီဖွဲ့စည်းကိုပဲတို့ရှေ့ချောက်ပြီးတော့ခိုင်မြအောင်လုပ်မှာပြောချင်တာကဥပဒေပြုတဲ့ဟာမှာဟုတ်လားဒီပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကဆရာကပြောတယ်လို့ပေါ့မရပ်ပြီးတော့ကပြည်သူရဲ့ကိုယ်စားပြည်သူရဲ့လူလားချက်နဲ့အညီဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးကိုဥတီပြီးတော့ကဒီဥပဒေပြုဖို့လိုတယ်ဗျဆိုတော့အဲ့ဒါလည်းပဲဒီမှာမဖြတ်နိုင်ဘူးဖြစ်နေတယ်အဲ့ဒါမျိုးတွေပေါ့ဆရာရဲ့နော်ဆိုတော့ပြောစရာတွေတော့အများကြီးပေါ့အဲ့တော့ဥပဒေပြုရေးအာဏာဘယ်သူတွေပေးထားတယ်လဲဘယ်သူလက်ထက်မှာရှိတယ်လဲနောက်တစ်ခါအခုတမတအဖွဲ့နဲ့ကာဝေးလုံကာရဲ့အဖွဲ့ကာလုံရဲ့အဖွဲ့ပြောမလားဖြစ်တော့ကာလုံရဲ့အဖွဲ့မှာဒါ balance လုပ်ထားတာရှိတယ်အာဏာတွေအဲ့ဒါတွေကျွန်တော်အများကြီးလုပ်ရမယ်ဆိုတော့ဒါဟိုဆရာပြောတဲ့အတိုင်းပေါ့ဗျာကျွန်တော်နမူနာလေးကောက်ပြတာပါတစ်ခုလုံးရဲ့အစိတ်ပိုင်းတွေကတော့အများကြီးပေါ့ပြောစရာတွေပေါ့နော်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့အခုလိုညီကိုတွေကနေပြီးတော့ကျွန်တော်တို့အမြင်နဲ့ကျွန်တော်တို့ရဲ့ရှုထောင့်အားတွေကိုကျွန်တော်တို့ကနေဒါပုံမှန်နေနေတင်ပြတာပေါ့ဟုတ်ကဲ့ဒီကျွန်တော်တို့ကတိုင်းပြည်နဲ့အဝေးမှာကျွန်တော်ကနေနေတယ်တိုင်းပြည်ရဲ့လက်ရှိဒီပြဿနာတွေကိုဖြေရှင်းတဲ့နေရာမှာအဓိကကတော့ပြည်တွင်းမှာရှိတဲ့ခေါင်းဆောင်တွေပေါ့နော်ဟုတ်ကဲ့စစ်ဘက်ကခေါင်းဆောင်တွေရောဒီနိုင်ငံရေးဘက်ကခေါင်းဆောင်တွေရောတဲ့ဒီလိုဒီမှာဒါတော့အခြေအနေနဲ့သူတို့ကြားတဲ့နည်းနဲ့သူကဖြေရှင်းကြမှာပေါ့နော်ဟုတ်တော့ကျွန်တော်တို့နေနေဟာတော့ကျွန်တော်တို့ကပုံမှန်လေးတင်ပြချင်တယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်